သူမင်းကိုတကယ်မချစ်ဘူးဒါပေမဲ့လမ်းခွဲလည်းမပေးဘူးအဲ့ဒါဆိုထီးတစ်ချောင်းကိုတတိရလိုက်ပါကျွန်တော်တို့တွေကနေပူတန်းကိုကာကွယ်ဖို့ထီးဆောင်တယ်မိုးတန်းကိုကာကွယ်ဖို့ထီးဆောင်တယ်ဒါပေမဲ့အရိတ်သေးရောက်သွားတဲ့အခါမိုးတိတ်သွားတဲ့အခါထီးကိုမေ့သွားတတ်ကြတယ်ကျောင်းမှာကြံခဲ့တယ်ရုံးမှာကြံခဲ့တယ်လက်ဖေးဆိုင်မှာကြံခဲ့တယ်ဘုံဟင်းကားဆိုင်မှာကြံခဲ့တယ်ရုတ်တရက်နေပြန်ပူလာပြီးမိုးပြန်ရွာလာပြီးဆိုရင်အော်ထီးပမာကြံခဲ့လေတတိရတတ်တယ်ဥပမာလိုပါပဲလက်မလွတ်ပေးတာကိုယ့်ကိုတကယ်ချစ်လို့လားကိုယ့်အရေးကိုခိုခြင်းလို့လားဆိုတာပေချာစဉ်းစားသုံးသပ်ပါကိုယ့်ကိုတကယ်ချစ်တာလားကိုယ့်အရေးကိုခိုခြင်းတာလားကံကောင်းကြပါစေနော်